ကောင်မလေးဟာငယ်စဉ်ကလေးဘဝကလေးကမြို့မှာအချမ်းသာဆုံးသူထေးရဲ့တာဖြစ်သူနဲ့စစ်ဆက်ကြောင်းလမ်းထားခဲ့တာပါကောင်လေးကကောင်မလေးကိုအရင်ချစ်ခဲ့ပြီးကြီးလာရင်သူမနဲ့လက်ထပ်မယ်လို့အမြဲတွေးထားခဲ့ပါတယ်ဒါပေမဲ့ကံကြမ္မာကရုတ်တရက်အပြောင်းလဲဖြစ်သွားပြီးကောင်မလေးဟာသူမရဲ့အဖွားကိုပြုစုဆောင်ရှောက်ဖို့အတွက်ထွက်ခွာသွားခဲ့ရပါတယ်သူမမထွက်ခွာခင်မှာကောင်လေးကိုထူးချွန်ထမ်းမြက်တဲ့လူတစ်ယောက်ဖြစ်အောင်လုပ်ဖို့မှားကြခဲ့ပါတယ်ဒါကြောင့်ကောင်လေးကဘယ်နှစ်ပဲကြော်လို့မှစေသူမကိုရှာဖွေပြီးလက်ထပ်ပါမယ်လို့သစ္စာဆိုခဲ့ပါတယ်နှစ်ပေါင်း18နှစ်ကြာပြီးတဲ့နောက်မှာတော့ကောင်လေးဟာအများပိုင်ကုမ္ပဏီကြီးတစ်ခုရဲ့ CEO တယောက်ဖြစ်လာခဲ့ပါတယ်သူ့ရဲ့လက်ထောက်ကသူ့အမေကအိမ်အောင်ဖက်အစ်တစ်ယောက်နဲ့တွေ့ဆုံဖို့စီစဉ်ထားကြောင်းလာပြောတဲ့အခါသူကချက်ချင်းညှိပယ်ခဲ့ပါတယ်ဘာလို့လဲဆိုတော့သူဟာသူ့တကယ်ချစ်တဲ့ကောင်မလေးကိုပဲရှာဖွေချင်နေလို့ပါတနေ့မှာတော့သူဟာကောင်မလေးအဖွားရဲ့အိမ်ကိုနောက်ဆုံးမှရှာဖွေတွေ့ရှိခဲ့ပါတယ်ဒါပေမဲ့သူဟာမိမိကိုယ်ကိုထူးချွန်ထမ်းမြက်မှုမရှိသေးဘူးလို့တွေးပူမိနေတာကြောင့်တကားကိုခောက်ဖို့တတိမရှိဖြစ်နေခဲ့ပါတယ်လက်ထောက်ဖြစ်သူကသူ့ရဲ့စိုးရိမ်ပူပန်မှုကိုရိပ်မိပြီးအစင်မြဲအားပေးစကားပြောကြားခဲ့ပါတယ်အဲ့ဒီတော့မှပဲအမျိုးသားဟာကောင်မလေးနဲ့တွေ့ဖို့ယုံကြည်ချက်ရလာခဲ့ပါတယ်လက်ထောက်ကတကယ်လို့သူမကတိတ်ပြီးရုံမချောရင်ကောဆက်လက်ထပ်မှလာလို့မေးတဲ့အခါအမျိုးသားကသူမဘယ်လိုပုံစံပဲဖြစ်နေပါစေငါသူမကိုချစ်နေမှာပါလို့ပြက်ပြက်တသားပြန်လဲဖြေကြားခဲ့ပါတယ်ဒါကြောင့်လက်ထောက်ကကောင်မလေးအိမ်ရဲ့တကားကိုခောက်လိုက်ပါတယ်ဒါပေမဲ့တကားလာဖွင့်တဲ့အမျိုးသမီးကိုမြင်လိုက်ရတဲ့အခါအမျိုးသားဟာချက်ချင်းထိတ်လန့်တုန်လှုပ်သွားခဲ့ပါတယ်အဲ့ဒီအမျိုးသမီးကသူ့ကိုခံရတယ်လို့ထင်မြင်ပြီးနမ်းဖို့ကြိုးစားခဲ့ပါတယ်အမျိုးသားဟာကြောက်လန့်တကြားနဲ့ကောင်မလေးရဲ့နာမည်ကိုအော်ခေါ်လိုက်ပါတယ်အဲ့ဒီတော့မှပဲထိုအမျိုးသမီးကဒီအမျိုးသားဟာဘသူ့ကိုလာရှာလာလဲဆိုတာသိသွားခဲ့ပါတယ်သူမကကောင်မလေးဟာသူမရဲ့အဖေရင်းရှိရာစီကိုပြောင်းရွှေ့သွားပြီဖြစ်ကြောင်းပြောကြားပြီးကောင်မလေးရဲ့လိပ်စာတစ်ကိုပေးလိုက်ပါတယ်အမျိုးသားဟာကောင်မလေးရဲ့လိပ်စာတစ်စီရောက်ရှိသွားတဲ့အခါအိမ်ထဲမှာမင်္ဂလာဆောင်တစ်ခုကျင်းပနေတာကိုတွေ့လိုက်ရပါတယ်သူကကောင်မလေးဟာတခြားတစ်ယောက်နဲ့လက်ထပ်တော့မယ်လို့အထင်မှားသွားပြီးသူမကိုစောစောစီစီမရှာဖွေခဲ့မိတာကိုနောက်တရနေခဲ့ပါတယ်ဒါပေမဲ့တကယ်တော့သူတို့သမီးဟာကောင်မလေးရဲ့ဖတ်အေးတူမအေးခွဲညီမဖြစ်ပြီးကောင်မလေးရဲ့ရီးစားကိုပါလူယူထားခဲ့တာဖြစ်ပါတယ်တစ်ဖက်မှာတော့ကောင်မလေးဟာသူမရဲ့ရီးစားကညီမဖြစ်သူနဲ့မင်္ဂလာဆောင်နေပြီဆိုတာကိုသိလိုက်ရတဲ့အခါမင်္ဂလာပွဲကိုဖျက်ဆီးပစ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ကောင်မလေးဟာအိမ်တကားဝါကိုရောက်တဲ့အချိန်မှာပဲပြန်ဖို့ပြင်နေတဲ့အမျိုးသားနဲ့ဆုံတွေ့ခဲ့ပါတယ်သူတို့နှစ်ယောက်စလုံးဟာတယောက်ကိုတယောက်ရင်းနှီးတယ်လို့ခံစားခဲ့ရပေမဲ့ညီသူညီဝါမှန်မမိခဲ့ကြပါဘူးဒါကြောင့်နှစ်ယောက်သားနောက်တစ်ပြည့်နဲ့ပဲဖျက်ကျော်သွားခဲ့ကြပါတယ်ကောင်မလေးဟာမင်္ဂလာပွဲကျင်းပရာခမ်းမတဲ့ကိုလှမ်းဝင်သွားပြီးသူမရဲ့ရီးစားကိုမင်္ဂလာဆောင်တဲ့အကြောင်းဘာလို့သူမကိုအကြောင်းမကြားခဲ့တာလဲလို့မေးမြန်းခဲ့ပါတယ်ရီးစားဖြစ်သူကငါတို့ကမိသားစုအကျိုးစီးပွားအတွက်တွေ့ခဲ့ကြတာငါတကယ်ချစ်တဲ့သူကမင်းရဲ့ညီမလို့ပြောလိုက်ပါတယ်ဒါကကောင်မလေးရဲ့ညီမကိုအလွန်ဂုဏ်ယူဝင်ကြွသွားစေခဲ့ပါတယ်အတိအကျအဲ့ဒီအချိန်မှာပဲအစီခံတယောက်ကလက်ဆောင်မှုတစ်ခုကိုယူဆောင်လာခဲ့ပါတယ်အစီခံကဒါဟာတထေးကြီးတယောက်စီကလာတဲ့မင်္ဂလာလက်ဆောင်ဖြစ်ကြောင်းပြောပြီးထိုမျိုးသားရဲ့နာမည်ကိုပြောလိုက်ပါတယ်ကောင်မလေးဟာအမျိုးသားရဲ့နာမည်ကိုကြားလိုက်ရတဲ့အခါအပြင်မှာခုနကတင်ဆောင်ခဲ့တဲ့လူဟာသူမရဲ့ငယ်ငယ်ချင်းဖြစ်မှန်းချက်ချင်းရိပ်မိသွားပါတော့တယ်ကောင်မလေးဟာအလွန်ဝမ်းသာသွားပြီးညီမဖြစ်သူရဲ့မင်္ဂလာပွဲကိုဖျက်ဆီးပစ်ခဲ့ပြီးနောက်အမျိုးသားနောက်ကိုအပြေးလွှားလိုက်သွားခဲ့ပါတယ်သူမခြံဝင်းတကားဝက်စီရောက်တဲ့အခါအမျိုးသားဟာကားပေါ်တက်နေတုန်းဖြစ်ပြီးကောင်မလေးကသူ့ရဲ့နာမည်ကိုအလျင်အမြန်လှမ်းခေါ်ခဲ့ပါတယ်ဒါပေမဲ့အမျိုးသားကတော့ကားထဲမှာဝမ်းနေစရာအချစ်တချင်းတစ်ပုဒ်ကိုဖွင့်ထားခဲ့ပါတယ်သူကကောင်မလေးဟာသူ့ကိုဘာလို့မဆောင်နိုင်ခဲ့ရတာလဲဆိုတာကိုနားမလည်နိုင်ပဲကျဲလောင်စွာငိုကြွေးနေခဲ့ပါတယ်ကောင်မလေးဟာသူ့ရဲ့ကားကိုမမီနိုင်တော့တဲ့အတွက်လမ်းမှာတင်ရက်ကြံခဲ့ရပါတော့တယ်မကြခင်မှာပဲကောင်မလေးဟာအမျိုးသားရဲ့ကုမ္ပဏီအဆောက်အဦစီကိုရောက်လာခဲ့ပါတယ်အမျိုးသားဟာကောင်မလေးကသူ့စီလာတွေ့ဖို့လာနေပြီဆိုတာသိလိုက်ရတဲ့အခါပြုံးလို့မဆုံးဖြစ်နေခဲ့ပါတယ်ကောင်မလေးလမ်းမှာလာနေတော့မှပဲအမျိုးသားဟာသူ့ရဲ့ကုတ်အင်ဂျီကိုတမင်တကာချွတ်လိုက်ပါတယ်ပြီးနောက်သူမကိုသူ့ရဲ့အထင်ရှားဆုံးလက္ခဏာရက်တွေကိုပြသနိုင်ဖို့အတွက်ကိုလက်လှုပ်ရှားမှုလေ့ကျင့်ခန်းအချို့ကိုတမင်လုပ်ပြနေခဲ့ပါတယ်ဒါပေမဲ့ကောင်မလေးလမ်းဝင်လာတာကိုမြင်လိုက်ရတဲ့အခါမှာတော့သူကဝမ်းနဲ့ပြူနာတက်ဟန်နဲ့သူမကိုတခြားလူတစ်ယောက်နဲ့ဘာလို့လက်ထပ်ခဲ့ရတာလဲလို့မေးမြန်းပါတော့တယ်ကောင်မလေးဟာအလွန်ဆိုးရွားဖြစ်သွားပြီးသူဘာတွေပြောနေတာလဲဆိုတာကိုနားမလည်နိုင်ဖြစ်ခဲ့ရပါတယ်အဲ့ဒီတော့မှပဲအမျိုးသားဟာကောင်မလေးမင်္ဂလာမဆောင်ရသေးဘူးဆိုတာကိုသိသွားခဲ့ပါတော့တယ်သူဟာချက်ချင်းပဲစိတ်လှုပ်ရှားစွာနဲ့ကောင်မလေးကိုကိုယ်ချီလိုက်ပါတော့တယ်